ခေပါအလုံးပဲမင်္ဂလာပါခင်ဗျာတော့ဒီနေ့ပြောဖို့ပါဗောနော်sharing လုပ်ဖို့စဉ်းစားထားတဲ့ဟာတော့ကျွန်တော်တို့ဒီWinCC Unify version 21ပေါ့လေTI ပေါ့ထားပါတော့ကျွန်တော် TI version 21မှာnew feature update တွေအများကြီးပါတယ်ဗျာအဲ့ဒီထဲမှာကျွန်တော်ကစဉ်းစားထားတော့ဒီနေ့ပြောမှနှစ်ချက်ပေါ့ WinCC Unify နဲ့ပတ်သက်တဲ့ဟာပါအဲ့တော့ WinCC ကျွန်တော်ဒီမှာရေးပြမယ်နော် WinCC Unify ဘာလို့လဲဆိုတော့ TI မှာလေဒီ step 7ဒီ PLC batch မှာလေသူ update တွေပါတယ်အဲ့တော့အဲ့လိုရောလာမှာဆိုတော့အခုကျွန်တော်ကတော့ဒီနေ့ကတော့နှစ်ချက်ပေါ့ WinCC Unify နဲ့ပတ်သက်တဲ့ဟာရဲ့ဟာပါပထမတစ်ချက်ကတော့ကျွန်တော်တို့အရင် version တွေအဟောင်းမှာလည်းပါတယ်ဒါပေမဲ့အခုကကြstation configurator ပေါ့နော်station configurator မှာဒီ version အသစ်မှာပါလာတာဗာလဲဆိုတော့ကျွန်တော်တို့ဒီmulti monitor station configurator မှာmulti monitor setup ပေါ့လေသူကအရင်တော့ဆိုရင်ကျွန်တော်တို့ဒီ monitor နှစ်ခုသုံးခုဆိုပါဆိုကျွန်တော်တို့ကအဲ့လိုမျိုး screen တွေကိုအဲ့လိုမျိုးပြကျင်နေဆိုလို့ရှိရင်ကျွန်တော် setup လုပ်ရတာကWinCC Unify မှာနည်းနည်းခက်တယ်ခက်တယ်ဆိုတာသူကဘယ်လိုလဲဆိုတော့ကျွန်တော်တို့က resolution ကိုနှစ်ဆရေးလိုက်တာပဲရှိတာဗျာဥပမာ1000 resolution နဲ့ရေးထားတဲ့စာမျက်နှာတစ်ခုကိုနှစ်ခုပေါ်ခြင်းနဲ့ဆိုရင်ကျွန်တော်2000ဆိုတဲ့ပုံစံမျိုးနဲ့width ကိုရှည်ပြီးတော့ဟိုရေးရတာမျိုးတွေရှိတယ်အခုကျတော့အဲ့လိုမျိုးမလိုတော့သူကဒီ multi monitor ကျွန်တော်တို့ setup base screen base monitor မှာ base screen ကျွန်တော်တို့ကပြကျင်နေဆိုတော့ကျွန်တော်တို့ setup လုပ်လို့ရတယ်ပြီးတော့နောက်ထပ် feature လေးတွေပေါ့အဲဒီ station configurator မှာပဲအဲ့ဒါလေးကိုကျွန်တော်ပြချင်ပါတယ်နောက်တစ်ခုကကြတော့သူကကျွန်တော်တို့ဘာအနေနဲ့ပါလာလဲဆိုတော့ IDOT ပေါ့ဗျာ IDOT integration အနေနဲ့သူကတစ်ခုပါလာပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ MQTT ဆိုတော့ MQTT ရသွားပြီပေါ့เนาะအဲ့တော့ WinCC Unify ကိုကျွန်တော်တို့က SCADA မှာဒီ runtime မှာပဲကျွန်တော်တို့က MQTT setup တခါလဲလုပ်လိုက်ရုံပဲကျွန်တော်တို့ဒီတခြား IoT လို့ဘာလို့ကျွန်တော်တို့ကတီးခြား device setup လုပ်စရာမလိုတော့ဘဲနဲ့ကျွန်တော်တို့ WinCC station မှာပဲ MQTT ကိုကျွန်တော်တို့က setup တခါလဲလုပ်လို့ရတဲ့ feature အနေနဲ့တခုပါလာပါတယ်โอเคပါဒီနှစ်ခုပါကျွန်တော်ဒီဟာလေးကိုကျွန်တော် sharing လုပ်ပေးချင်ပါတယ် WinCC Unify version 21ပေါ့เนาะအခုဆိုလို့ရှိရင် update 1ထွက်ပြီထင်တယ် okay version 21မှာပါတဲ့ဟာလေးပါ multi monitor okay အဲ့တော့ကျွန်တော်အခု setup program setup လုပ်ထားတဲ့ဟာကကျွန်တော်ဒီမှာ PLC တစ်ခုရှိမယ် PLC မှာဟို simulation program တစ်ခုကျွန်တော်ထည့်ထားတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ WinCC Unify PC station တခုကျွန်တော်ထည့်ထားတယ်ဒီမှာ screen လေးတွေထည့်ထားတယ်အဲ့တော့ဒီ screen တွေကတော့ကျွန်တော်ကtemplate ကျွန်တော်တခါတည်းပြောဘူးတယ်ထင်တယ် schematic HMI template ဒီကောင်နဲ့ပဲကျွန်တော် setup လုပ်လိုက်တာအဲ့တော့ automatic သူကတခါတည်းဒီ screen တွေသူကရေးပြီးတော့တာပေါ့ဗျာဒီမှာတော့ကျွန်တော် dark ရွေးလို့ရတယ် light ရွေးလို့ရတယ်ကျွန်တော်အခု dark နဲ့ရွေးပြီးတော့ဒီ template ပေါ့ဒီ template နဲ့ screen တွေအကုန်ထည့်ထားတယ်ဒီအဲ့ဒါဒီ screen တွေပေါ့နော်အဲ့ထဲမှာကျွန်တော်ဒီ main screen မှာလာပြမဲ့ screen ထဲမှာပဲကျွန်တော်ခုနကပြောတဲ့PLC မှာထည့်ထားတဲ့ program နဲ့ simulation လုပ်ထားတဲ့ program လေးတွေပေါ့ဗျာအဲ့ဒါလေးတွေနဲ့ဒီမှာပြဖို့ကျွန်တော်ထည့်ထားပါတယ်အဓိကကျွန်တော်ဒီမှာ tank ရေဖြည့်တဲ့ tank ရေဖြည့်တဲ့ setup လေးပါပဲအဲ့ဒါလေးပါပဲကျွန်တော်ထည့်ထားတယ်အဲ့တော့ဒီမှာသူကဘယ်ကနေသွားရတာလဲဆိုတော့ကျွန်တော်ဒီ station with station configurator ကျွန်တော်တို့ထည့်ပြီးပြီလို့ရှိရင်ဒီအောက်လာလေးမှာသူက WinCC Unify station configurator ဆိုတဲ့ဟာလေးတခါတည်း setup လုပ်ပြီးသားပေါ့နော်အဲ့တော့တချို့ကျွန်တော်တို့installation
TI installation လုပ်တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့မှာကျွန်တော်ကဒီ WinCC Unify Station Configurator မလုပ်ရသေးဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ website မှာတွားပြီးတော့ဒီအောင်နာလေးမှာပေါ့နော် WinCC Unify ခုပေါ်နေတဲ့ဟာလေး WinCC Unify Station Configurator ဆိုတဲ့ဟာလေးကို setup လုပ်ပြီးတော့ install လုပ်ပြီးလုပ်ပေးရပါတယ်တခုရှိရကျွန်တော်တို့ version တွေကတော့တူဖို့လိုအပ်ပါတယ်အခုကကျွန်တော်တို့ update 1တွေထွက်ပြီဆိုတော့TI တခုလုံးကိုကျွန်တော်တို့ update 1တင်ထားရဆိုလို့ရှိရင်station configurator ဒီလည်း upgrade 1ဖြစ်တဲ့နေပေါ့နော်အဲ့တော့အဲ့ဒါ version မတူရင်ကြတော့သူက setup လုပ်လို့အဆင်မပြေဘူးပြီးတော့နောက်တစ်ခုက firmware image version ပေါ့ဒီမှာကြတော့အဲ့တော့ဒီမှာကျွန်တော်တို့ကကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ update 1ပေါ့နော် version 21 update 1version 2020လို့ပါလို့ဆိုသူကအဆင်မပြေဘူး setup လုပ်လို့မရဘူးကျွန်တော်ကဒီ station configurator ကျွန်တော်21ထည့်ပြီးတော့ကျွန်တော်ရဲ့ဒီ runtime ကိုကျွန်တော်က version 20နဲ့သုံးနေဆိုလို့ရှိရင်လည်းအဆင်မပြေဘူးเนาะအဲ့ဒါလေးကိုကျွန်တော်တို့ use site ပေးဖို့လိုအပ်ပါတယ် right click အဲ့မှာကျွန်တော်တို့ configurator WinCC Unify Station Configurator အဲ့ထဲကိုဝင်ပြီးပါပြီးလို့ရှိရင်ဒါကကျွန်တော် setup လုပ်ထားပြီးသားမို့လို့ကျွန်တော် setup မလုပ်ရသေးဘူးဆိုလို့ရှိရင်ဒီမှာ edit ဒါတော့ကျွန်တော်တို့ display လုပ်မဲ့ name ပေါ့ဗျာပြီးလို့ရှိရင်ကျွန်တော်တို့ server IP address ကိုထည့်ဖို့ပေးဖို့လိုအပ်ပါတယ်ဒီ server IP address ကတော့ကျွန်တော်ဒီ station ဟိုပေါ့Unify ကို setup လုပ်တဲ့အခါမှာအခုဆိုလို့ရှိရင်တော့ကျွန်တော်ကဒီကျွန်တော်အခုပြနေတဲ့ window ပေါ့နော်ဒီ windows setup ဒီ PC ကိုကျွန်တော် server အနေနဲ့သုံးပါဆိုတော့ဒီ server ရဲ့ IP address ကိုကျွန်တော်ထည့်ထားတာတကယ်လို့ဒီကောင်မသိဘူး setup လုပ်ရသေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်မှာသွားလုပ်လို့ရတယ်လဲဆိုတော့ဒီ WinCC Unify configuration ပေးအပြင်ကတော့ကျွန်တော်တို့က computer name နဲ့သွားတာများတယ်ကျွန်တော် local IP ပေါ့နော် IP နဲ့မသွားဘဲနဲ့ကျွန်တော်တို့က computer name နဲ့သွားပြီးတော့ကျွန်တော် runtime run တဲ့အခါမှာဒီ computer ရဲ့နာမည်ပေါ့လေ system ဒီ computer ရဲ့နာမည်နဲ့ကျွန်တော်တို့က runtime ကို run လေးရှိတယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့က IP address ပါကျွန်တော်တို့က setup လုပ်ပေးရမှာဖြစ်ပါတယ်အဲ့ဒါလေးကိုကျွန်တော်ဒီမှာတစ်ချက်ဒီဟာလေးကိုပြန်လာchangeပေးပါနော်ဒီလိုကျွန်တော်တို့က local ဖြစ်နေတယ်ဆိုလို့ရှိရင်computer name ဖြစ်နေတယ်ဆိုလို့ရှိရင် IP address ထည့်ပေးပါဒါတော့ external name IP ပေါ့တခြား runtime ရတခြားတနေရာကိုကျွန်တော်တို့ကအဲ့ဒါနဲ့ setup လုပ်မယ်ဆိုရင်ပေါ့ okay အဲ့တော့ဒီဟာလေးနဲ့ပဲဒီဟာလေးပြန် setup လုပ်ပေးပါဒါဆိုကျွန်တော်တို့ PC ဒါဆိုရင်ကျွန်တော် PC မှာရှိနေတဲ့ IP address ကျွန်တော် IP address တွေသူ automatic ပေါ်လာပေးမှာပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ရွေးပေးပါပြီးတော့ဒါလေးကို next လေးလုပ်ပြီးတော့ကျွန်တော် setup လုပ်ပေးပါအဲ့ IP address ကိုကျွန်တော်ဒီမှာထည့်ပေးပါထည့်ပေးပြီးဆိုလို့ရှိရင်တော့ပြီးပြီပြီးရနေတော့ဒီမှာ check status runtime ပြီးလို့ရှိရင်ကျွန်တော်တို့က runtime run နေမှာเนาะ runtime run နေမှာကျွန်တော်တို့ကဒီ status available connection available ဆိုတော့ပေါ်မှာဖြစ်ပါတယ်runtime run ပေးဖို့အတွက်ကျွန်တော်တို့ကဒီကောင်ကိုsimulation ပဲဖြစ်ဖြစ် download ပဲဖြစ်ဖြစ်တော့ထည့်လိုက်ထည့်ပြီးပြီဆိုလို့ရှိရင်runtime manager ကိုတစ်ချက်ကြည့်ကြည့် runtime manager မှာကျွန်တော်တို့ဒီလိုမျိုးအစိမ်းလေးပေါ့နော် run နေဖို့လိုအပ်ပါတယ်runtime လေး run နေပြီဆိုတဲ့အခါကျမှဒီရဲ့ status မှာသူက connection available ဆိုပြီးတော့ပေါ်တင်မှာဖြစ်ပါတယ်အဲ့မှာကျွန်တော် my WinCC Unify အဲ့ထဲဝင်ပေးပါနောက်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ user admin setup ထဲကိုထည့်ပေးရမှာဖြစ်ပါတယ်အဲ့တော့ထဲကိုထည့်ပေးရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီမှာကျွန်တော်တို့ရဲ့ project မှာပေါ့နော် project မှာဒီမှာ security setting အဲ့ထဲဝင်မှာ user and roles အဲ့ထဲမှာကျွန်တော်တို့ setup လုပ်ပေး user name password ပြီးလို့ရှိရင်သူရဲ့ role က admin ပေါ့နော် HMI admin okay အဲ့တော့ကျွန်တော်တို့ဒီမှာတခုပြောစရာရှိတာဒီမှာ HMI နဲ့ပတ်သက်တဲ့ admin ရော operator monitor တွေရောကျွန်တော်တို့ကဒီလိုတွေပေါ့နော်ဒီလိုတွေအဲ့လိုမျိုးတွေဘာပေးရမှမသိဘူးဆိုပြီးတော့ကျွန်တော်တို့ကရှိသမျှ setup တွေအကုန်လုံးပေးလိုက်တယ်ဆိုလို့ရှိရင်သူကဘာဖြစ်သွားလဲဆိုတော့အနေဆုံးကိုသွားဖြစ်ပါတယ်အဲဒီမှာကြည့်မယ်ဆိုလို့ရှိရင်သူကထားပါတော့ကျွန်တော်တို့ operator admin operator monitor တွေပေးလိုက်မယ်ဆိုရင်သူက monitor client အနေဆုံး role ရှိတဲ့သူရဲ့ဟာကိုသူကဖြတ်သွားတာအဲ့တော့ကျွန်တော်တို့အကုန်မလုပ်ပါနဲ့ကျွန်တော် admin
တခုပေးလိုက်ရတယ်နော် admin တခုပေးလိုက်ရင်အောက်ကဟာတွေပါကျွန်တော်တို့ကလုပ်လို့ရတာဖြစ်ပါတယ်အဲဒါကျွန်တော်တို့က admin တစ်မျိုးလေးရွေးပေးပါ okay ပြီးလို့ရှိရင်ဒီမှာပြန်သွားမယ်ကျွန်တော်download ထဲ setup ထည့်ထားတဲ့ဟာလေးပေါ့နော် okay ပြီးရတဲ့တော့ဒီမှာ client overview ဒါတော့ကျွန်တော်ထည့်ပြီးသားမလို့ပါမထည့်ရသေးဆိုရင်ဒီမှာ add လုပ်ပြီးတော့ထည့်ပေးလို့ရပါတယ်ပြီးလို့ရှိရင်ဒီမှာ name ကတော့အဆင်ပြေတာထည့်ပြီးလို့ရှိရင် address ကျွန်တော်ခုနမှတ်ခဲ့တဲ့ address လေးထည့်ပေးပါအဲဆိုရင်ဒီလိုလေးဖြစ်သွားမှာပေါ့နော်ပြီးလို့ရှိရင်ဒီပေါ်မှာကျွန်တော်တို့ထည့်လို့ရတယ် monitor configuration screen assignment တော့ဒါတွေကျွန်တော်တို့ထည့်ပေးလို့ရတယ်အဲ့တော့ဒီမှာ client setting မှာကျွန်တော်တို့ဒီမှာ setting ချိန်လို့ရတာတွေကဘာလဲဆိုတော့ start screen မှာ login window ကျွန်တော်တို့ကပေါ်စီခြင်းလားပေါ့နော်မပေါ်စီခြင်းဘူးလားဆိုတဲ့ဟာလေးကိုကျွန်တော်တို့ကဒီမှာလုပ်ပေးထားလို့ရတယ်အဲ့တော့ဒီမှာကျွန်တော်တို့က window login ဟိုဟာကိုဖြောက်ထားတယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ပုံမှန်တိုင်းပေါ်နေတဲ့ခုနလိုမျိုးပေါ့နော်user name passport ထည့်လို့ရတဲ့ runtime login window လေးကမပေါ်တော့ဘူးပေါ့နော်ကျွန်တော်ဒီကောင်မှန်ချက်ထားတယ်ဆိုလို့ရှိရင်နောက်တစ်ခုကကျတော့ monitor configuration မှာဒီကောင်ကတခုကောင်းတာဘယ်လိုလဲဆိုတော့ तू ကကိုချိတ်ထားတဲ့ monitor ဥပမာကျွန်တော် monitor ဘေးမှာပေါ့နော် external monitor တစ်လုံးရှိတယ်နောက်တစ်လုံးရှိတယ်နှစ်လုံးရှိတယ်သုံးလုံးရှိတယ်လေးလုံးရှိတယ်ဆိုပါစို့အဲ့ဒါဆိုလို့ရှိရင် तू ကကျွန်တော်ဒီမှာရှာလိုက်တာနဲ့ဒီမှာတစ်ခါရဲ့အကုန်တန်းပေါ်လာမှာအခုဆိုလို့ရှိရင်ကျွန်တော်ရဲ့ monitor ကဘာမှချိတ်မတောင်တစ်လုံးပဲရှိတယ်တစ်လုံးပဲရှိရဆိုတော့တစ်ခုပဲပေါ်ကျွန်တော်ကဘာမှ setup လုပ်လို့မရအောင် तू ကအဲ့တော့ကျွန်တော်ကထို့ပါလို့ကျွန်တော်က monitor နောက် external monitor နောက်တစ်လုံးရှိတယ်ချိတ်ထားရဆိုလို့ရှိရင်เนาะကျွန်တော်ဒီမှာ setup လုပ်လိုက်တာနဲ့သူကဒီမှာပေါ်လာမှာ screen 1 screen 2ပေါ့เนาะ primary secondary ပုံစံမျိုးနဲ့ဒီလိုမျိုးပေါ့ primary monitor secondary monitor ဒါတွေပုံစံမျိုးနဲ့ပေါ်လာမှာပြီးလို့ရှိရင်ဒီ monitor list မှာလည်းကိုအပြင်မှာတကယ်ချိတ်ဆက်ထားတဲ့ hardware အတိုင်းပဲဆို resolution ဘယ်လောက်ရှိတာလဲပါလဲပေါ့เนาะအကုန်လုံးသူကပေါ်လာမှာဖြစ်ပါတယ်ပြီးတာနဲ့အဲ့လိုပေါ်ပြီးဆိုတာနဲ့ကျွန်တော်တို့ကဒီမှာ screen assignment မှာတွားပြီး assign ချလို့ရတယ်တော့ပါကျွန်တော်တို့က monitor primary monitor screen 1ပေါ့ monitor 1မှာဘယ် screen ကိုပြစေခြင်းလဲပေါ့နော်အဲ့တော့ monitor 2မှာဘယ် screen ကိုပြစေခြင်းလဲဆိုတော့ကျွန်တော်တို့ရွေးလို့ရပါအခုဆိုပါစို့ကျွန်တော်တို့ဒီမှာဒီအခုကတော့ကျွန်တော် monitor တစ်လုံးပဲရှိရဆိုတော့ဒီ monitor မှာ start screen ကိုကျွန်တော်တို့ကဒီမှာရွေးလို့ရတယ်နော်ဒီမှာပေါ်နေတဲ့ screen တွေအားလုံးဒီကျွန်တော်ဒီမှာ TI မှာเนาะကျွန်တော်တို့ setup program WinCC မှာကျွန်တော် program screen အတိုင်းပဲအကုန်လုံးပေါ်နေမှာဖြစ်ပါတယ်အခုဒီမှာပေါ့နော်ဒီမှာရှိနေတဲ့ screen အားလုံးဒီလေကျွန်တော်ဒီမှာအကုန်လုံးပေါ်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့က start screen ကို runtime run ပြီးစလိုက်တာဘယ်ဟာနဲ့စပြီးတော့ run စီခြင်းလဲဆိုတော့ကျွန်တော်ဒီမှာဟိုလုပ်လို့ setup လုပ်လို့ရတယ်ပေါ့နော်okay ပြီးလို့ရှိရင်နောက်တစ်ခုကဒီမှာလဲ user တွေ group တွေကျွန်တော်ပြန် row တွေကျွန်တော်ပြန်ခွဲလို့ရတယ်ပြန်ထည့်လို့ရတယ်ပြီးတော့နောက်တစ်ခုကဒီမှာRFID login ပါတယ်ပေါ့နော်သူကတကယ်လို့ကျွန်တော်တို့ RFID ဟိုဟာကိုဒီ hardware ကိုကျွန်တော်ချိတ်ထားတယ်ဆိုလို့ရှိရင် RFID ဟိုဟာလေးပေါ်လာမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကသူ့ရဲ့ row ကပါလဲပေါ့နော်ကျွန်တော်တို့ assign ပြန်ထည့်လို့ရပါတယ်ဒီ login ကို RFIDအဲ့တော့ကျွန်တော်ဒီမှာ runtime တည်သွားကြည့်အောင်အဲ့တော့ကျွန်တော် runtime မှာနော်ဒါကကျွန်တော်ခုနပြောတဲ့ဟာလေးပေါ့နော်အဲ့တော့ဒီ runtime မှာကြည့်မယ်ဆိုလို့ရှိရင်ဒီ screen တန်းပြီးတက်လာပါနော်အဲ့တော့ဒီ screen ကကျွန်တော်ဒီမှာ setup လုပ်ခဲ့တဲ့ start screen 001 screen layoutဒီ screen နဲ့သူကတခါတည်းတန်းတက်လာတယ်အဲ့တော့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်သူကနည်းနည်းလေးဘယ်လိုခေါ်မလဲကျွန်တော်ဒီကောင် browser ကိုကျွန်တော်တို့ full screen နော် full screen နေပါ F ဘယ်လောက်ပါလဲ F11 လားမသိဘူး okay နော် F11 full screen နေလိုက်တယ်ဆိုရင်တော့ဒီကျွန်တော် setup လုပ်ထားတဲ့ screen တွေရဲ့အလုံးကအပြည့်ဖြစ်သွားတာပေါ့နော်အဲ browser မှာသူကဒီဟိုဟာတွေအကုန်လုံးပျောက်သွားတယ်ပျောက်သွားပြီးတော့လုံးဝ full screen ဖြစ်သွားတော့သူကကွက်တီပေါ့နော်ဟိုဒီမှာကြည့်မယ်ဆိုရင်ဒီဘောင်းတွေဘေးတွေအကုန်လုံးဒီဟိုဟာတွေ
အကုန်လုံးကသူကဘယ်လိုခေါ်မလဲကွက်တီတွေပေါ့နော်အကုန်လုံးကကွက်တီ okay အဲ့တော့ဒါဆိုစကားမဆက်ပေါ့နောက်တစ်ခုဒီမှာပေါ်နေတဲ့ဘားတွေ button တွေဒီ title တွေเนาะဒါတွေအကုန်လုံးကခုနပြောတဲ့template HTML template software ပေါ့အဲဒီကောင်တွေတော့တခါလေ automatic အကုန်လုံးထည့်ပေးထားတဲ့ဟာတွေပေါ့เนาะဒါတွေကကဲတော့ပြန်ပြီးဖြုတ်မယ်ဆိုရင် F11 အဲ့တော့ဆိုပါကျွန်တော်က full screen တိုင်းမဟုတ်ဘူးဒီ full screen တိုင်းမဟုတ်ဘူးဆိုရင်ကြတော့သူကအခုမြင်နေရတဲ့အတိုင်းပေါ့နော် scale ကမကိုက်ဘူးပေါ့နော်သူကအဲ့လိုလေးပေါ်နေအဲ့တော့ကျွန်တော်ဒီဟာလေးကိုအချုံးချက်လှုပ်ရှင်နေဆိုလို့ရှိရင်လေဘယ်မှာသွားလို့ရသေးလဲဆိုတော့နောက်တစ်ခုပါသေးတယ်เนาะဒီမှာscreen assignment နဲ့မှာပဲ use a selected area ဒီ screen ကိုပဲကျွန်တော်ကဆောပါတော့နည်းနည်းလေးလူတို့ဘူ short တွေကျွန်တော်ကချုံရှင်တယ်เนาะချုံရှင်တယ်ပြီးတော့ကျွန်တော်ဒီပေါ်ရှင်တဲ့point ပေါ့နော်position ပေါ့နော်အဲ့ဒါလေးလည်းကျွန်တော်တို့ကချိန်လို့ရတယ်ဆိုပါတော့အခုကျွန်တော်ဆိုရင်ကျွန်တော် 80% ကျွန်တော်ထားလိုက်မယ် save ဒီကောင်ကျွန်တော် refresh လုပ်လိုက်မယ်ဟောနော်ဒါဆိုရင်ဒီ size လောက်80လောက်သူကခြုံသွားတယ်ဆိုပါစို့ပိုပြီးမြင်တာအောင်ကျွန်တော်ဒါကို50ရာခိုင်နှုန်းเนาะထားလိုက်မယ်ဆိုလို့ရှိရင်เนาะအဲ့လိုဖြစ်သွားတယ်80လောက်ပဲကောင်းပါတယ်โอเคအဲ့တော့ဒါတော့ကျွန်တော်ဒီ station multi monitor station configure လုပ်တဲ့အကြောင်းပေါ့နော်အဲ့တော့ဒီမှာ station configurator မှာเนาะပြန်ပြောမယ်ဆိုရင်เนาะဒီမှာ station configurator လေးကိုဝင်ပြီးတော့ my WinCC Unify ဒီကဝင်လဲရတယ်ကျွန်တော် browser မှာလဲကျွန်တော် runtime ဒီအောင်ဝင်လိုက်တာနဲ့ဒီမှာ my WinCC Unify ဆိုတာပါတယ်အဲ့ဒီကနေတော့လဲရတယ်အတူတူပဲအဲ့တော့ဒီမှာကျွန်တော်ဒီ monitor configuration လုပ်လို့ရတာတွေပါမယ် screen assignment เนาะဒါတွေလုပ်လို့ရမှာဖြစ်ပါတယ်အဓိကကျွန်တော်ပြချင်တာကဒီမှာဟို multi monitor เนาะကျွန်တော် monitor setup လုပ်လို့ရတဲ့အကြောင်းအရာတွေကျွန်တော်ပြပေးချင်တာဖြစ်ပါတယ်ဒါပေမဲ့ခုကကျွန်တော်က monitor ကတခုပဲကျွန်တော်ချိတ်ထားတာဆိုတော့ဒီမှာကျွန်တော်ပြလို့အဆင်မပြေလို့ပေါ့เนาะအဲ့တော့နှစ်ခုချိတ်ထားဆိုကျွန်တော်ဒီမှာနှလုံးပေါ်လာမှာဖြစ်ပါတယ်ခေပါဒါက station configurator နဲ့ပတ်သက်တဲ့အကြောင်းမှာနောက်တစ်ခုကကြတော့ဗာလဲဆိုတော့ IDOD integration ဆိုပြီးတော့ပါလာတယ် MQTT ဆိုတဲ့အကြောင်းကိုကျွန်တော်ပြပြပေးချင်ပါတယ်အဲ့တော့ကျွန်တော်အခု setup လုပ်ထားတဲ့ပုံစံဘယ်လိုမျိုးလဲဆိုတော့အခုလိုမျိုးပေါ့နော်အဲ့တော့အောက်မှာ PLC ရှိမယ်feed device တွေပေါ့အဲ့အောက်မှာ feed level တွေရှိအောင်မယ်ပေါ့နော်ကျွန်တော်ဒီ motor တို့ပါအဲ့ tank တို့အဲ့ကနေမှလာတဲ့ဟာနေမှာကျွန်တော်ဒီမှာ WinCC Unify ကိုကျွန်တော်ပြန်တင်ထားတယ်အဲ့ WinCC Unify ကနေမှာ MQTT နဲ့တော့ပြန်ပြီးတော့MQTT protocol ပေါ့နော်အဲ့ဒါနဲ့အသုံးပြုပြီးတော့ဒီ data transfer subscribe publish ဒါတွေလုပ်တဲ့နီလန်းကိုကျွန်တော်ပြပြပေးချင်ပါတယ်ခင်ဗျအဲ့တော့ဒီ MQTT လုပ်ဖို့အတွက်ဒီရဲ့ add in ဒီမှာကျတော့ add in လို့ခေါ်ပါတယ်ဒီကောင်လေး project မှာတွားကြည့်မယ်ဆိုရင်ဒီမှာ add in မှာဒီကောင် not bound ပေါ့နော် not bound ဆိုတာ not bound south bound เนาะဒါတွေအခုသူတို့အဲ့ဒါတွေနဲ့ခေါ်တယ်သူကဟိုပါပဲဟိုမြင်သားပါတယ်เนาะအပေါ်ဘက်ကျွန်တော်မြေပုံတိုင်းကြည့်မယ်ဆိုလို့ရှိရင်ဒါဆိုအပေါ်ပိုင်းကကျွန်တော်တို့ကမြောက်ဖက်ပေါ့ဟို not အောက်ကဒီ field device တွေOD device တွေထားပါတော့ကျွန်တော်တို့ sensor တွေ motor တွေ drive တွေဒါတွေအကုန်လုံးကြတော့သူက southbound ပေါ့အောက်ကလာမယ့်ဟာတွေဒီအပေါ်ဘက်အချမ်းကကြတော့ northbound engineering station MQTT ES เนาะခေါ်သူတို့အဲ့လိုလေးတွေပြောပါတယ်เนาะ northbound ES ဒီမှာအဲ့ add in လေးကိုကျွန်တော်တို့တက်ထပ်ပြီးတော့
download install လုပ်ပေးရမှာပေါ့နော်အဲ့တော့သူက website မှာဟို review ရှာလို့ရပါတယ်နော် TIA version 21 WCC Unify ဟောပေါ့ MQTT add-in ပေါ့ဟိုရှာလို့မတွေ့ဘူးဆိုလည်းပြောပါကျွန်တော် link လေးတွေကျွန်တော်ရှာပြီးတော့ပို့ပေးပါမယ်အဲ့တော့ install လုပ်ပြီးတာ ਨੇ ကျွန်တော်ဒီမှာ install လုပ်ပြီးရတဲ့ TI မှာပြန်လာကြည့်မယ်ဆိုလို့ရှိရင်ဒီ add-in မှာကျွန်တော်တို့ဒီဟာကိုဒီပုံမှန်ဆိုရင်သူကဒီ activate လေးဖြစ်နေမှာအဲ့တော့ကျွန်တော်ဒီမှာပြန်လာပြီးတော့ activate လုပ်ပေးဖို့လိုအပ်ပါတယ်ဒီကိုလာပြီး activate လုပ်ပေးပါ activate လုပ်ပြီးရတဲ့သူကဘာစပေါ်လာမလဲဆိုတော့ကျွန်တော်တို့WinCC station မှာ right clickနှိပ်လိုက်တာ ਨੇ သူကဒီမှာ not bound ဆိုပြီးတော့ဒီမှာပေါ်တယ်ပြီးရင် MQTT provider configuration ဆိုတဲ့ဟာလေးပေါ်လာတယ်ပေါ့နော်အဲ့တော့ဒီဟာလေးပေါ်မလာသေးဘူးဆိုရင်ကျွန်တော်တို့ add in မှာတစ်ချက်စစ်ပေးပါနောက်တစ်ခုကကြတော့ okay အဲ့တော့ကျွန်တော်တို့ဘာတွေဟိုစစ်ဖို့လိုသေးလဲဆိုလို့ရှိရင် MQTT ထဲလိုက်ပြီဆိုတာ ਨੇ သူက security ဘိုင်းနေပြီးတော့ကျွန်တော်ဒီ certificate တွေဒါတွေအများကြီးကျွန်တော်တို့က set up ဟိုလုပ်ဖို့လိုအပ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ तू ကစပြီးတော့ဟိုဒါတော့ तू ရဲ့ security feature အရာပေါ့လေPC ကို night ကိုကနော် TIM မစားဘူးနော် PC ကို night ကိုကအပြင်ကိုကျွန်တော်တို့ကထားပါတော့ connection လောက်ခိုင်းတော့မယ်လောက်ပြီးတော့မယ်ဆိုလို့ရှိရင်အဲ့ဒါတွေကို तू ကဟို block လုပ်ထားတာတွေရှိတယ်မ firewall block လုပ်ထားတာတွေရှိတယ်မ port ကိုပေးမသုံးတာတွေရှိတယ်ပေါ့နော်ဒါတွေကကျွန်တော် set up လုပ်ပြီးတဲ့အခါမှာ MQTT ကသုံးလို့မရဘူးလုံးလို့မရဘူးဆိုလို့ရှိရင်เนาะကျွန်တော်အဲ့ဒါလေးတွေစစ်ပေးရမယ့်ဟာလေးရှိပါတယ်ပထမဆုံးလုပ်ပေးရမယ့်ဟာတော့ဒါကတော့လုပ်ကိုလုပ်ပေးရမယ်ပထမဆုံးလုပ်ပေးရမယ့်ဟာပါလဲဆိုတော့ကျွန်တော်ဒီမှာWinCC certificate manager ဆိုရရှိတယ်certificate manager မှာပုံမှန်ဆိုလို့ရှိရင်ဒီကောင်ပြောင်ကြီးဖြစ်နေမှာပြောင်ကြီးဆိုတာအခုဒီမှာကျွန်တော် select မှတ်ထားတဲ့ဟာပေါ်နေမှာမဟုတ်ဘူးเนาะပေါ်နေမှာမဟုတ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဘာရင်လုပ်ပြရမလဲဆိုတော့ advice ထည့်ပေးပါ advice ပြီးလို့ရှိရင်ကိုယ့်ရဲ့ဒီအခုသုံးမဲ့ကျွန်တော်တို့ PC ရဲ့ name ပေါ့နော် PC name ပြီးရင်သူရဲ့ IP address ဒါလေးတွေထည့်ပေးပါထည့်ပြန်တော့ဒီလိုပုံစံလေးပေါ်လာမှာပေါ်လာပြီးလို့ရှိရင်သူစီမှာကျွန်တော်တို့ကဘာကို certificate ထည့်မှာလဲပေါ့နော်ဒီမှာ add certificate အဲ့ဒီမှာဆိုလို့ရှိရင် OPCU နဲ့ပတ်သက်တဲ့ဟာလားတခြား web server generator ကျွန်တော်အခုထည့်ထားတာနှစ်ခုပေါ့နော် web server နဲ့ပတ်သက်တဲ့ဟာရယ်ပြီးတော့ဒီ MQTT client ရယ်နှစ်ခုကျွန်တော်ထည့်ထားတယ်နှစ်ခုကျွန်တော်ထည့်လိုက်တော့သူကဒီလိုလေးပေါ်လာဒါတော့ web server ဒါဆို MQTT ထည့်ပေးပါထည့်ပြီးလို့ရှိရင်ကျွန်တော်ဘာလုပ်ပြီးလို့လဲဆိုရင် right click install all certificate တွေအကုန်လုံးဒီနှစ်ခုပေါ့နော်ဒီနှစ်ခုနဲ့ပတ်သက်တဲ့ certificate ကိုဒီထဲမှာထည့်ပေးဖို့လိုပါတယ်အဲ့တော့ certificate တစ်ခုချင်းစီမှာလည်းသူတီးကြဟိုဟာရှိတယ်ပေါ့နော်properties တွေရှိပါတယ်အဲ့တော့ဒီ certificate တစ်ခုချင်းစီမှာလည်းဒီမှာကြည့်မယ်ဆိုရင် web server နဲ့ပတ်သက်တဲ့ certificate ဆိုရင်ကျွန်တော် issue လုပ်ထားတာက2029ထိပဲပေါ့နော်အဲ့တော့ဒီထိတစ်နှစ်စာပဲဒီကပြီးသွားပြီဆိုရင်ကျွန်တော် reissue ပြန်ထုတ်ပေးရမှာဒီ certificate ကျွန်တော်ပြန်ထည့်ပေးရမယ်ပြန်ထုတ်ပေးရမယ်ပြီးရင် set ထဲမှာပြန်ထည့်ပေးရမယ် MQTT ဆိုလို့ရှိရင်ဒီမှာ2032ထိ valid ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီကောင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ပြန်ပြီးတော့security ရကျွန်တော်တို့ပြန်ပြီးတော့ issue ပြန်ထုတ်ပေးရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီမှာ install ပြန်ထည့်ပေးရမှာပေါ့နော်အဲ့တော့ဒါကတော့မဖြစ်မနေလုပ်ကိုလုပ်ပေးရမယ့်ဟာလေးပါနောက်တစ်ခုကကြတော့ကျွန်တော်တို့ကိုယ့်ရဲ့ PC မှာအခုမှ setup စလုပ်မယ်ဆိုလို့ရှိရင်setup ခုမှစလုပ်မယ် MQTT နဲ့ပတ်သက်ပြီးဘာမှမဆန်းဘူးသေးဘူးဆိုလို့ရှိရင်မလုပ်ဖို့လဲဆိုတော့เนาะကျွန်တော်ဒီမှာ C တဲကိုသွားပြီးလို့ရှိရင် program file ထဲမှာ MQTT Mosquito ဒီဟာလေးရှိလားပါလားတစ်ချက်စစ်ပေးပါတကယ်လို့ Mosquito မရှိသေးဘူးဒီ folder ဒီ file လေးမရှိသေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့က install လုပ်ပေးဖို့လိုပါတယ်အဲဆိုရင်ဒီ browser နဲ့ရှာလဲပါเนาะdownload MQTT ခုက version ဒီပေါ့ကျွန်တော်ဒီနေ့ download လိုက်တာဘယ်လောက်လဲမသိဘူးဆိုတော့ထားပါ download MQTT ဆိုပြီးတော့ကျွန်တော်တို့ PC အတွက်လားဘာအတွက်လားဆိုတော့ဒီဟို window ဘယ်လောက်တဲပေါ့เนาะအဲ့ဒါလေးကျွန်တော်ရွေးပြီးလို့ရှင် install လုပ်လိုက်ရပြီအဲ့ဒါဆိုရင်ဒီ file လေးပေါ်လာမှာဖြစ်ပါတယ်
mosquito ဆိုတဲ့ folder လေအဲ့ထဲမှာနောက်တစ်ခုပါ check ဖို့လို့ဒီလဲဆိုတော့ဒါlogo လောရမယ့်ဟာတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်အခုပြနေတဲ့ဒီ file နဲ့အခုပြနေတဲ့ဟာကြတော့တကယ်လို့ချိန်လို့မရဘူးဆိုလို့ရှိရင်နော် reject လုပ်နေတယ်ဆိုလို့ရှိရင်ကွန်ပျူတာမှာ setup ဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာကိုကျွန်တော်ပြပေးချင်တာဖြစ်ပါတယ်တကယ်လို့ကိုကွန်ပျူတာကိစ္စမရှိဘူး तू ကလုပ်ရ run တယ်ဘာမှဖြစ်ဘူးဆိုရင်ဒီဟာတွေဘာမှလုပ်ဆရာမလို့ဒီဟာတွေကို skip လိုက်ကြော်လိုက်ပါနော်ခုကျွန်တော်ပြနေတဲ့ဟာတွေကိုအဲ့တော့ဒီမှာ sorry ကျွန်တော်အခုဒီ file ထဲမှာ mosquito config file เนาะအဲ့ဒါကိုကျွန်တော်တို့ notepad နဲ့ဖွင့်ပြီးလို့ရှိရင်ဒီမှာ listener port ပေါ့เนาะ listener port မှာ anonymous login ဟို true ပေးလိုက်ကျွန်တော်တို့ admin တွေ password တွေဘာမှမထည့်ဘူးပေါ့เนาะ listener port ကိုကျွန်တော်တို့က security ကိုကြော်တဲ့ဟာလေးကျွန်တော်ပြအောင်ကျွန်တော်ထည့်ထားတဲ့ဟာလေးခိုင်းအောင်လားထည့်ထားတာမနေ့ကမထည့်ထားတာဒီမှာ protocol 188 okay 183နဲ့ရှာဖို့ကောင်းပါစို့ဖြတ်လိုက်မိပြီထင်တယ် okay ဒါကတော့ဟိုဒီ port ကျွန်တော်တို့ခုသုံးမဲ့ listener port က183နဲ့3မှာတကယ်လို့ဒီကောင်ကreject လုပ်နေတယ်ပေးမသုံးဘူးဆိုရှင်ဒီမှာကျွန်တော်ဒီမှာ config လုပ်တဲ့ဟာလေးပါ okay ဒါတော့လိုတော့မလိုပါဘူးဒါနောက်ဆုံးမရတဲ့အဆုံးပေါ့နော်ဒါတွေကိုကျွန်တော်တို့ရှာဖွေပြီးတော့လုပ်ပြရမယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ပြချင်လို့ပါ okay your certificate ဟိုတဲ့ okay ပြီးတာနဲ့ကျွန်တော်ဒီမှာကျွန်တော်ဒီ admin ကြောင်းပြန်သွားမယ်ပေါ့နော် okay ဒီအိမ်မှာ right click not bound UD provider configuration ဒီအလေးဝင်လိုက်အဲ့တော့သူက engineering data ဆိုတော့သူက run ဒီ PTI မှာရှိနေတဲ့ tag တွေအကုန်လုံးသူကတော့ဖတ်နေတာခုကပြီးလို့ရှိရင်ကျွန်တော်ပထမ setup လုပ်ပေးရမယ့်ဟာကဒီမှာ setting เนาะဒီ border လေးက setting ထဲကိုဝင်ပြီးလို့ရှိရင်ကျွန်တော်တို့အခု local host ဒါမှမဟုတ်လဲ 127.0.0.1 ပေါ့เนาะ local host address ထည့်လို့လည်းရတယ် local host ထည့်လို့လည်းရတယ်ကျွန်တော်သုံးမဲ့ port က183 NUDD insecure ပေါ့เนาะဟိုဟာတွေဘာမှမပါဘူးဒီ certificate တွေအဲ့ဟိုဟာတွေ login တွေ password တွေဘာမှမသုံးဘူး
ပြီးလို့ရှိရင် protocol setting เนาะဒါတွေချိန်လို့ရတယ်เนาะ3 MQTT version 3. เนาะ 3.1.1 patient my တက်အတွက်သူပေးမဲ့ payload တွေပေါ့เนาะ payload တွေက timestamp quality value ဒါလားဒါမှမဟုတ် value only လားเนาะ the string လားဒါတွေကျွန်တော်တို့ဒီမှာလာချိန်လို့ရပါတယ်ပြီးလို့ရှိရင်ဒီဘက်ချမ်းပေါ့တော့နှစ်ချမ်းတွေးလိမ့်မယ်ဒီဟာကကျွန်တော်တို့ setup လုပ်လိုက်တဲ့ချမ်းဒီဘက်ချမ်းတော့ဒီမှာကျွန်တော်တို့ဒီ scatter ဘက်ချမ်းကရှိတဲ့ tag တွေပေါ့အဲ့တော့ကိုက MQTT မှာပဲ tag ကိုသုံးစေခြင်းလဲဆိုတဲ့ဟာကိုကျွန်တော်တို့ဒီမှာဒီတိုင်းဆွဲထည့်ရုံပဲဆိုပါကျွန်တော်ဒီ set value ကိုကျွန်တော်သုံးခြင်းနေဆိုရင်ဒီထဲမှာဆွဲထည့်လိုက်ရုံပဲတို့ folder အသေးကျွန်တော်ခွဲခြင်းလဲရတယ်ဆိုပါတော့ set value ဆိုရင်ဒီကိုဒီထဲမှာထည့်ပေးလိုက်နောက်အဲ့လိုမျိုးသုံးခြင်းလဲရတယ်ဒါကကိုသုံးခြင်းနဲ့ node ကိုကျွန်တော်တို့ကဒီဘက်မှာထည့်ပေးတာပေါ့နော် set value actual value စရှိသဖြင့်ပေါ့လေเนาะကျွန်တော်တို့သုံးခြင်းတဲ့ဟာပြီးလို့ရှိရင်တစ်ခုချင်းစီမှာလည်းကျွန်တော်တို့ကပြန်ပြီးတော့သုံးလို့ရဒီအောက်မှာ details မှာเนาะကျွန်တော်တို့ဒီမှာ mode ကိုကျွန်တော်တို့ subscribe လား subscribe လား publish လားဘာမျိုးစားလဲပေါ့เนาะအားလည်းကိုကျွန်တော်တို့ကရွေးပေးလို့ရပါတယ်ဒီပါလို့ဒါဆိုရင် publish အကောင်တော့ publish ပြန်ပြီးတော့ကျွန်တော်တို့ဘက်ကနေပြန်ထည့်ခြင်းနဲ့ဆိုလို့ရှိရင် subscribe ပေါ့ okay ဆိုပါစို့အကောင်လုံးကတော့ဒါ default အနေနဲ့ publish အနေနဲ့ပဲဆိုပါစို့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီကောင်ကိုပြန်ပြီးတော့အားလုံးပြီးရတော့စမ်းမယ်ပေါ့နော် right click ဒါတွေအကုန်လုံး setup လုပ်ပြီးတော့ဆိုတော့ right click download software allပြီးလို့ရှိရင်အဲ့ဒါကိုကျွန်တော်ကဘာနဲ့ပြန်ဖတ်မှာလဲဆိုတော့ဒီ MQTT Explorer ဆိုတဲ့နောက်တဲ့ software တစ်ခုပေါ့အဲ့ဒီတစ်ခုနဲ့ကျွန်တော်ဖတ်မှာဖြစ်ပါတယ်အဲ့တော့ဒီမှာ connection ကိုadd new connection ရွေးပြီးလို့ရှိရင် local host ဒါတွေကကျွန်တော်ခုနကထည့်ထားလေရမထည့်လေရတယ်ကိစ္စမရှိဘူးဘာလို့လဲဆိုတော့ not secure အနေနဲ့ကျွန်တော်တို့ကသုံးမယ်လို့ကျွန်တော်တို့ကပြောထားတာဆိုတော့ကိစ္စမရှိဘူးဒါမှမဟုတ်ကျွန်တော်တို့127ဒါလည်း local host ပဲ local host port မှန်ရပြီမ port ကကျွန်တော်သုံးမဲ့ port က183ဒါဆိုဒီကောင်နဲ့ okay full download start run time okay အဲ့တော့ဒီမှာကြည့်မယ်ဆိုရင်ဟောကျွန်တော်တို့ခု power ဖွင့်မယ်ဒါတော့ okay ဒီအကြောင်းလေးနည်းနည်းရှင်းပြမယ်ဆိုရင်ဒီမှာကျွန်တော်ကတော့ဒီ TI ထဲမှာပါပြီးသားဖြစ်တဲ့ graphic တွေပဲထည့်သုံးထားတာပါပဲဒီမှာ tank တွေရှိမယ်ဒီမှာ tank ရှိမယ်ဟို0 to 100ပေါ့လေ0 to 100ဒါကတော့ကျွန်တော်တို့ set value ပေါ့ကျွန်တော်ခုနပြောတဲ့ set value actual value ကတော့ဒီမှာထည့်ထားတယ်ဆိုတော့ကျွန်တော်က50လောက်ပဲတဝက်လောက်ပဲဖြည့်ရှင်တယ်ဆိုရင်တော့တဝက်ပေါ့ဟော power pay လိုက်လို့ရှိရင်ရေလေးတွေပြန်ကျသွားမယ်ပေါ့ဗျာ power ပြန်ဖွင့်လိုက်မယ်ဆိုလို့ရှိရင်ရေတန်တဲ့ကိုရေဖြည့်ပေးမယ်ပေါ့တဝက်လောက်ပေါ့အဲ့ဒါလေးကျွန်တော်ဟို simulation နေနဲ့ထည့်ထားပါတော့ဘာလို့အပြင်မှာတကယ်ပန်ဒီတန်နေကျွန်တော်မှမရှိဘူးဒီထဲမှာပဲ BSC ထဲမှာပဲဟိုဟာလေးနဲ့ logic တစ်ခုလေးနဲ့ရေးထားတာပေါ့နော်။ Okay တော့ဒီမှာပြန်သွားကြည့်ရအောင် sorry ဒီမှာပြန်သွားကြည့်မယ် Okay ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ value တွေပေါ့နော်အဲ့ဒီမှာ set value actual on off ဒါတွေလာပေါ်နေရဖြစ်ပါတယ်ဒီမှာ set value မှာဆိုရင်เนาะကျွန်တော်ထားခဲ့တဲ့ဟာ50
နောက်ဆုံးသုံးလိုက်တဲ့ဟာကဆိုတော့ဒီလိုလေးပေးရရမလားမသိဘူး50တော့ကျွန်တော်က80နော်80ဆို80နော် time stamp ပါမယ် value ပါမယ်နော်ဒီမှာ set value တွေက set value ဒါက actual value နော် actual value ဒီလေဒီမှာ actual value ကဒီကောင်ဘာမှပေးလိုက်လို့ရှိရင်နော် net 0ဒါ on off မှာလည်းတော့ true false အနေနဲ့လာပြနေရပါတော့ true နော်ဒါဆိုအခုဆို true ဆိုတော့အခုဒါကိုကျွန်တော် copy လုပ်ပြီးတော့ဒီကောင်ကိုပြန်ပြီး publish လုပ်ချင်တယ်ဆိုပါစို့ JSON နဲ့အနေနဲ့ပဲဒီမှာစမ်းကြည့်မယ်နော်အခုဒီမှာ true ဖြစ်နေ power on နေဒီကောင်ကျွန်တော်က power page နဲ့ဆိုပါစို့ false okay ဟာအဲ့တော့ဒီမှာကျွန်တော် publish ပြန်ထည့်တယ် MQTT နဲ့ publish ပြန်ပေးတယ်ပေါ့နော်ဒါပေမဲ့ဒီမှာပြောင်းမသွားဘူးဘာလို့လဲဆိုတော့ဒီမှာကျွန်တော်တို့ on off ကို publish အနေနဲ့ပဲWinCC အနေနဲ့ကပဲ publish လုပ်မဲ့သူအနေနဲ့ပဲကျွန်တော်ကရေးထားတာမဟုတ်ဘူး subscribe လုပ်မဲ့သူမဟုတ်ဘူးအဲဒါကြောင့်ကျွန်တော်ကတစ်ဖက်နောက်ထပ်တပ်ပါတီ software နဲ့ MQTT အနေနဲ့ပြန်ပြီးတော့ပြန် comment ပြန်ပေးတဲ့ဟာကိုသူကလက်ခံလို့မရဘူးဖြစ်နေ publish only ဖြစ်နေလို့အဲတော့ကျွန်တော်ဒီမှာ subscribe ပြောင်းလိုက်မယ် subscribe ပြောင်းလိုက်မယ်ဆိုပါစို့ set value အထောက် on off ပဲကျွန်တော်ပြောင်းလိုက်တော့နော် subscribe ပြီးရင်ဒီကြောင်လို့ကျွန်တော်တို့ download ပြန်ထည့်မယ်ပြန်ပြီးတော့ကျွန်တော်စမ်းကြည့်မယ် publish เนาะဒီမှာကြာပိတ်သွားဒီကနေပြန်ဖွင့်မယ်เนาะဒီဘက်မှာလည်းပွင့်သွားပြီပြန်ပိတ်ကြည့်မယ်ပိတ်သွားပြီအခုကျွန်တော်ဒီတိုင်းဆန်းလို့ဆင်းပြေးတယ်ဆိုလို့ရှိရင်တော့ဒီ Node-RED တို့ဘာလို့နဲ့လည်းဆန်းလို့ရတယ်ဒီ JSON format နဲ့ပဲဒီတိုင်းသွားရုံပဲဒီ publish အနေနဲ့ okay ပါအဲ့တော့ကျွန်တော်တို့ဒီနေ့ဒီလောက်ပါပဲအဲ့တော့ပြန်ပြောရမယ်ဆိုရင်ကျွန်တော်ဒီနေ့ sharing လုပ်ပေးခဲ့တာကmulti monitor setup လုပ်တဲ့ station configurator ဆိုတဲ့အကြောင်းရယ်နောက်တစ်ခုကကြတော့နောက်ထပ် feature တစ်ခုပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒီ MQTT သုံးတဲ့နီလန်းပေါ့နော်ဘယ်လို setup လုပ်ရတယ်ဆိုတဲ့နီလန်းလေးကိုကျွန်တော်ပြပြပေးခြင်းပဲဖြစ်ပါတယ်ဆိုပါစို့ဗျာဒါတော့ဟိုဘယ်လိုပြောမလဲကိုစမ်းနေတဲ့အခါမှာဒီကောင်ကထားပါတော့ကျွန်တော်ဒီမှာ connect လုပ်လို့မရဘူးဆိုပါစို့ဒီမှာကျွန်တော်တို့က connect လုပ်တယ်ဒါပေမဲ့ဒီဘက်မှာ connection က reject ဖြစ်နေတယ်ဒါမှမဟုတ် refuse ဖြစ်နေတယ်ဆိုလို့ရှိရင်တော့ကွန်ပျူတာမှာပြန်ပြီးတော့ check ပေးပါเนาะကျွန်တော်ခုနပြောတဲ့ config file တွေရှိလား MQTT folder ရှိလားပြီးတော့ config file နဲ့ဝင်ပြီးလို့ရှိရင်listener port ကို1883ကိုပြန်ကြည့်ပေးပေါ့เนาะသူဘာတွေပိတ်ထားလဲပေါ့ပြီးတော့နောက်တစ်ခုကကြတော့ကျွန်တော်တို့ firewall ပေါ့เนาะ firewall မှာ outbound inbound rule မှာကျွန်တော်ထည့်ထားတဲ့ဟာကမဟုတ် outbound တင်တယ် outbound rule မှာအသစ်ထည့်ပေးပါเนาะ new rule ထည့်ပေးပါကျွန်တော်ထည့်လိုက်တဲ့ဟာကခဏလေး
inbound room မှာ inbound မှာလားအော်ဒီမှာ sorry inbound inbound room မှာ new rules တွေအသစ်ထည့်ပြီးဒီမှာဒါကျွန်တော်အသစ်ထည့်ရတဲ့ဟာဒီမှာကျွန်တော်တို့ connection ကို allow လုပ်ပြီးလို့ရှိရင် IP address လေ any ပေါ့နော် any IP address တခါလေသူက port ကိုကျွန်တော်တို့ပိတ်နေတတ်တယ်အဲဒါကျွန်တော်ဒီ port ပေါ့နော်183 port ကိုခွင့်ပြုပေးပါပေါ့နော်အသုံးပြုခွင့်ပြုပါပေါ့အဲဆိုတဲ့ပုံစံမျိုးပေါ့နော်အဲဒီ firewall မှာကျွန်တော်ဒီမှာ allow လာလုပ်ပေးပါနော်ဒီဟာလေးလည်းချက်ပေးပါပြီးလို့ရှိရင် service ထဲမှာ MQTT mosquito broker เนาะ broker က run နေလားပေါ့เนาะအဲ broker run တစ်ချက်ပြန်ချစ်ပေးပါကဲပါအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျကဲပါ